ထေသမီးတွေကအချမ်းသာဆုံးတထေကြီးရဲ့ဇနီးဖြစ်ခြင်းစွန်းနဲ့သူတို့ရဲ့ကောက်ွက်တွေကိုအပြိုင်ဆိုင်ထောက်ပြနေကြပြီမဲ့ဒါကအဲ့ဒီလူကိုပို့ပြီးတော့ပဲစိတ်နှောက်ယှက်ဖြစ်စေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲပွဲကမ်းမရဲ့ထောင်းတနေရာမှာတော့မင်္ဂလိတယောက်ကဘာကိုမှဂရုမစိုက်ပဲကြစ်ပေါင်းတစ်ဖက်ကိုအားရပါရစားနေကြတာပါအဲ့ဒီနောက်မှာတော့အဲ့ဒီလူကခေါင်းလက်ကြည့်လိုက်တဲ့အခါထောင်းကမင်္ဂလိကိုမြင်သွားခဲ့ပါတယ်မမျော်လင့်ပဲသူကအဲ့ဒီမင်္ဂလိကိုပဲသူ့ဇနီးအဖြစ်ရွေးချယ်ကိုဆုံးဖြတ်လိုက်ပါတယ်အားလုံးကလည်းအံ့ဩသွားကြပြီးမယုံမှန်အောင်ဖြစ်နေကြတာပေါ့ဘာလို့လဲဆိုတော့အဲ့ဒီမင်္ဂလိကမိသားစုနောက်ခံမှာဟိုတထေသမီးတွေကိုရှင်လို့မရတဲ့တာမန်လူတယောက်ဖြစ်နေလို့ပါအဲ့ဒီလူကမင်္ဂလိနားကိုရှောက်သွားတဲ့အချိန်ကျမှသူမကညင်းလို့ရမလားလို့မေးခဲ့ပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလူကသူမကိုပွေ့ချီပြီးပွဲကားမှာထဲကနေတန်းထွက်သွားပါတော့တယ်ဒါပေမဲ့အဲ့ဒီလူကသူနှစ်သက်ရတဲ့သူရှိပြီးသားဖြစ်ကြောင်းသူမကိုကြိုးပြောထားခဲ့ပါတယ်သူမကိုလက်ထက်တာကသူ့မိသားစုနဲ့သဘောတူညီချက်တစ်ခုလုပ်ထားလို့သာဖြစ်ပြီးအဲ့ဒီလူကိုတွေ့တာနဲ့သူမကိုကွာရှင်းပေးမှဖြစ်ပါတယ်အဲ့ဒီနောက်သူကဘန်ကတ်တစ်ခုထုတ်ပေးပြီးလော်ဂျီအထစ်ပေးခဲ့ပါတယ်ပြီးတော့မင်္ဂလိကိုအဲ့ဒီမှာတင်ထားခဲ့ပြီးသူကတော့ထွက်သွားခဲ့တာပါဒါပေမဲ့အဲ့ဒီချိန်မှာပဲပွဲတွေကတထေးသမီးတယောက်ကသူမနောက်ကိုလိုက်လာခဲ့ပါတယ်အဲ့ဒီမင်္ဂလိကသူမစီကနေတထေးကြီးကိုလူယူသွားတယ်ဆိုပြီးဒေါသတွေထွက်နေတာပါကားတွေကအဲ့ဒီလူကဒါကိုမြင်နေရပေမဲ့လည်းစင်းပြီးကူညီပေးဖို့မကြိုးစားခဲ့ပါဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီမင်္ဂလိကပြဿနာကိုအလွယ်တကူဖြေရှင်းလိုက်ပါတယ်အဲ့ဒီနောက်သူမကအဲ့ဒီတထေးသမီးကိုနောက်တစ်ခါလာမရှုပ်ဖို့တတိပေးလိုက်ပြီးဒေါသတွေထွက်ပြီးဘာမှမတတ်နိုင်ပဲကြံခဲ့တဲ့တထေးသမီးကိုထားခဲ့လိုက်ပါတယ်နောက်ဆုံးမှာတော့သူမကတထေးကြီးရဲ့ဇင်ခံကားပေါ်တက်သွားခဲ့ပြီးမြဲသူမရဲ့အိတ်လေးတစ်လုံးကြံခဲ့တာကိုတော့တတိမထားမိလိုက်ပါဘူးအဲ့ဒီအိတ်ကိုဟိုတထေးသမီးကကောက်ရသွားခဲ့ပါတယ်အဲ့ဒီထဲမှာအဲ့ဒီတထေးကြီးအတွက်ပဲတီးတန့်လှုပ်ထားတဲ့အင်ဂျီကျဲသီးတစ်လုံးရှိနေတာကိုသူမတွေ့သွားခဲ့တာပါဒါနဲ့ပဲသူမရဲ့ခေါင်းထဲမှာအကြံတကူရသွားပါတော့တယ်မကြခင်မှာပဲအဲ့ဒီတထေးသမီးကပြဿနာရှာဖို့အတွက်မင်္ဂလိရဲ့အိမ်ကိုတမင်တက်တက်ရောက်လာခဲ့ပါတယ်အဲ့ဒီမင်္ဂလိကိုမြင်တာနဲ့ကောက်ကျစ်တဲ့အဲ့ဒီတထေးသမီးကချက်ချင်းဒေါသတကြီးဖြစ်သွားပြီးသူမရဲ့ဆေးဆက်ထားသူကိုလူယူသွားတယ်ဆိုပြီးဆက်ဆိုပါတော့တယ်ဒါပေမဲ့မင်္ဂလိကအသားလေးရှောင်လိုက်တဲ့အတွက်တထေးသမီးကသူ့ဘာသာသူခလုတ်တိုက်ကြီးလဲကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအဲ့ဒီလူကအိမ်ပြန်ရောက်လာပါတယ်တထေးသမီးကသူမကိုနှိပ်စက်ပါတယ်ဆိုပြီးတမင်တက်တက်လောက်ကြံပြောခဲ့ပေမဲ့အဲ့ဒီမင်္ဂလိကလည်းအနိုင်ကျင့်မဲ့သူမဟုတ်ပါဘူးသူမကတထေးသမီးကိုတတိပေးလိုက်ပြီးအိတ်ခန့်ထဲကိုပဲဝင်သွားခဲ့ပါတယ်နောက်ပိုင်းမှာတော့တထေးသမီးကဟိုအိတ်ကိုတမင်ချထားခဲ့ပါတယ်အဲ့ဒီလူကဒါကိုမြင်တဲ့အခါအယမ်းအံ့ဩသွားခဲ့တာပါသူအယမ်းချစ်ရတဲ့သူကဒီတထေးသမီးပဲဖြစ်တယ်ဆိုပြီးရုတ်တရက်ထင်သွားခဲ့ပါတယ်ဒါနဲ့ပဲသူကဇနီးဖြစ်သူကိုမကြခင်မှာကွာရှင်းပြီးဒီတထေးသမီးကိုပဲလက်ထပ်မယ်လို့ဂရီးပေးလိုက်ပါတော့တယ်နောက်တစ်နေ့မနက်မှာတော့မင်္ဂလိကအဲ့ဒီလူစီကဖုံးလက်ခံရရှိခဲ့ပါတယ်သူကကွာရှင်းဖို့အတွက်လာခဲ့ဖို့ပြောတာပါဒါကိုကြားတဲ့အခါမင်္ဂလိကအယမ်းကိုပြောသွားပြီးအဲ့ဒီလူနဲ့ချက်ချင်းသွားတွေ့ခဲ့ပါတယ်သူချစ်ရတဲ့သူကိုရှာတွေ့သွားတဲ့အတွက်လည်းဂယုပြောကြောင်းပြောခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီလူကတော့မင်္ဂလိကအယမ်းပြတ်သားလုံးတယ်လို့ထင်နေခဲ့တာပါအဲ့ဒီနောက်မှာတော့မင်္ဂလိကသူ့ကိုဖတ်လိုက်ပြီးသူမကိုချစ်မိသွားလားလို့မေးခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကမင်္ဂလိရဲ့ပခုံးပေါ်ကတန်ရာဟာအဲ့ဒီညကသူကိုယ်တိုင်ကြိုက်ထားတဲ့တန်ရာနဲ့ထက်တူးကျသွားတာကိုသတိထားမိသွားပါတော့တယ်